အခွင့်အရေးဖြုံးနှီးခဲ့တာကြောင့်အာဆင်နယ်နဲ့6မှတ်ကွာသွားပြီဖြစ်တဲ့မန်စီးတီးအားလုံးပဲမင်္ဂလာပါဗျာ WA Sports ဆောင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မနေ့အစောကATL ကွင်းမှာနီးပြမဲ့ချဲစီအသင်းကိုအိတ်ခံကစားခဲ့တဲ့ပွဲစဉ်မှာမန်စီးတီးအသင်းဟာနိုင်ဝဲရယူနိုင်မဲ့အခွင့်အရေးကောင်းတဲ့အများကြီးကိုလက်လွတ်ဆုံးရှုံးခဲ့ပြီးနောက်မပေးရှားထိန်ဆုံးကအာဆင်နယ်အသင်းနဲ့6မှတ်ထိကွာဟသွားခဲ့ရပြီဖြစ်ပါတယ်မန်စီးတီးနဲ့ချဲစီတို့ရဲ့ပွဲစဉ်ဟာပြည်သက်တွေအတွက်ရင်ခုန်စိတ်လှုပ်ရှားစရာအပြည့်ပေးစွမ်းပြီးနောက်ဆုံးမှာတော့တစ်ဖက်တစ်ကိုးစီနဲ့ပြီးဆုံးခဲ့ပါတယ်ရိုင်ယန်ချာကီနဲ့ရိန်နာတို့ဟာဂိုးသွင်းယူနိုင်ဖို့အတွက်နေရာလွတ်တင်ရှာတွေးခဲ့ပြီးဟာလန်ကလည်းပရာအိုင်ပြီးဆုံးခင်မှာဂိုးသွင်းယူနိုင်မှုနှီးစပ်ခဲ့ပါတယ်။နော်ဝေတိုင်းစင်မှုရဲ့ဂိုးသွင်းချက်ကဂိုးတိုင်ထိမှန်ခဲ့ပေမဲ့လည်းရိန်နာကထောက်ကျင်းနေထားကနေအလွန်ကောင်းမွန်တဲ့အဆုံးသတ်နဲ့အင်ရှင်တွေအတွက်ဥဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းလူစားလဲမှုတွေကချဲစီတင်းအတိုင်းစစ်ကိုအသက်ဝင်လာစေခဲ့ပေမဲ့ဧည့်သည်တွေအတွက်နည်းနည်းနောက်ကျသွားပုံပေါ်ခဲ့ပြီးနန်တိုနဲ့ပါမာတို့ကအပိုင်းခွေးတွေကိုလည်းချော်ခဲ့ကြပါတယ်။ဒါတော့မှချဲစီတင်းဟာပွဲပြီးဆုံးကန်ဒီဒရက်ဆက်တိုင်းစစ်ဆင်လာခဲ့ပြီးနောက်ခြေပါကူရရှိခဲ့သေးပြီးအန်ဆိုဖာနယ်ကဂူစတိုရဲ့ဖျက်တင်ပေးဖို့မှုကိုအဆုံးသတ်ပြီးတော့ချဲစီအတွက်ရေးပါတဲ့အသေးဓမတ်ကိုရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီရတဲ့အကြောင်းအင်ရှင်မန်ချက်စတာစီးတီးဟာအာဆင်နယ်နဲ့၄မှတ်အကွာကိုပြန်လည်တက်လှမ်းနိုင်မဲ့ခွင့်ဆုံးရှုံးခဲ့ပြီး6မှတ်အကွာအဆင့်2နေရာမှာသာရပ်တည်ခဲ့ရပါတယ်။ချဲစီအသင်းကတော့အဆင့်9နေရာမှာရပ်တည်နိုင်ခဲ့ပြီးလာမယ့်9ရက်နေ့မှာမန်စီးတီးကဘရိုက်တန်ချဲစီကဖွန်နဲ့ရင်ဆိုင်ကစားသွားရမှာဖြစ်ပါတယ်။ WBH မှာတရားမရိုးကျအမောင်းပေါ်ရီကိုပေါက်တွေကနေကွဲထွက်နေတဲ့ both thing to score correct score တွေကိုမြန်မာဘန်ထိုင်းဘန်များဖြင့်လွယ်ကူစွာစော်ကစားနိုင်ပါပြီ။